ဒီလူရဲ့မျက်လုံးတွေကိုရှေးဟောင်းပစ္စည်းအပိုင်းအစတွေမတော်တဆချစ်မိသွားခဲ့တယ်။သူနိုးလာတဲ့အချိန်မှာတော့ဆေးရုံမှာရောက်နေပြီးမျက်လုံးကိုအဝတ်နဲ့ပတ်ထားခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအံ့ဩစရာတစ်ခုဖြစ်လာခဲ့တယ်။သူကအဝတ်ကိုဖောက်ပြီးမြင်နိုင်တယ်လို့နေရန်ကိုတောင်ဖောက်မြင်နိုင်လာခဲ့တယ်။တခြားအခန်းထဲမှာရှိတဲ့သူနာပြုကိုတောင်မြင်လိုက်ရတဲ့အတွက်သူအယမ်းကြောက်သွားပြီးမျက်လုံးပေါ်ကအဝတ်ကိုချက်ချင်းဖြုတ်လိုက်တယ်။ဆရာဝန်ရောက်လာတဲ့အခါသူကဆရာဝန်ရဲ့ mask အောက်မှာမှက်တစ်လုံးရှိနေတာကိုမြင်လိုက်တယ်။ဒါကြောင့်အမှန်ဟုတ်မဟုတ်စစ်ချင်လို့ mask ဖြုတ်ပေးဖို့တောင်းဆိုခဲ့တယ်။တကယ်ပဲမဲ့ကသူမြင်ထားတဲ့အတိုင်းအတိအကျဖြစ်နေခဲ့တယ်။ဒါတွေမကဘူးတနေ့သူကတငယ်ချင်းနဲ့ဈေးထဲလျှောက်သွားနေတော့ဆိုင်ရှင်လက်ထဲကဘူးတိပုံစံဦးလေးဟာအဖိုးတန်ရှေးဟောင်းပစ္စည်းဖြစ်နေတာကိုရုတ်တရက်မြင်လိုက်တယ်။ဒါကြောင့်သူကဝယ်ချင်ကြောင်းပြောလိုက်တဲ့ဆိုင်ရှင်ကဒေါ်လာ2000တောင်းပေးမယ်နောက်ဆုံးဒေါ်လာ600နဲ့ရောင်းလိုက်တယ်။ပြီးတော့သူတို့ကအဲ့ဒီပစ္စည်းကိုရှေးဟောင်းပစ္စည်းဝယ်သူစီယူသွားတဲ့အခါအဲ့ဒီဦးလေးရဲ့တန်ဖိုးက3သိန်းလောက်ရှိကြောင်းသိလိုက်ရတယ်။သူ့မှာတကယ်ထူးခြားတဲ့စွမ်းအားရှိမရှိသိချခြင်းလို့လေလံပွဲတစ်ခုကိုတွားခဲ့တယ်။အဲ့ဒီမှာရှေးဟောင်းပကြီးကားတစ်ချက်ကိုလေလံတင်ထားပေမဲ့ဘယ်သူမှမဝယ်ချင်ကြဘူး။ဒါပေမဲ့သူကပကြီးကားထဲမှာထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိခဲ့တာကြောင့်ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။နောက်တော့အဲ့ဒီပကြီးကားကိုရှေးဟောင်းပစ္စည်းကျွမ်းကျင်တဲ့သူ့ဖိုးစီယူသွားခဲ့ပြီးစစ်ဆေးကြည့်တဲ့အခါအဲ့ဒီပကြီးကားရဲ့တန်ဖိုးကဒေါ်လာ15 သန်းတောင်ရှိနေခဲ့တယ်